မင်္ဂလာပါရှင်စုမွန်တို့ရဲ့ Cherry Me စင်းမဲ့ live တွေမှာဆိုရင်ချစ်ကကာရီမီးနေကြမိကုန်းလေးတစ်ခုရှိတယ်ပေါ့နော်အဖူစင်းမဲ့3,200နဲ့3,000ခွဲတဲ့အဖူစင်းမဲ့ကဘာကွာလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုစုမွန်ဒီဗီဒီယိုထဲမှာရှင်းပြချင်ပါတယ်3,200နဲ့အဖူစင်းမဲ့လေးနဲ့3,000ခွဲတဲ့အဖူစင်းမဲ့လေးရဲ့ကွာခြားချက်နံပါတ်1ကတော့3,200နဲ့အဖူစင်းမဲ့လေးတွေက original ပေါင်းတာမဟုတ်ပါဘူးရိုးရိုးအဖူသားလေးပါအဲ့အတွက်ကြောင့်မလို့သူ့ရဲ့အထီတွေကတော့ပုံမှန်ခြေသားရဲ့အရာထားအတိုင်းပဲပေါ့နော်3,000ခွဲတဲ့အဖူစင်းမဲ့လေးတွေကတော့ original ပေါင်းသားလေးဖြစ်တဲ့အတွက်ကြောင့်မလို့အသားလေးကပို့ပြီးတော့နူးညံ့အိဆက်ပြီးတော့အသားလေးရဲ့နူးညံ့မှုကိုကိုယ့်ရဲ့အသားရည်နဲ့ထူထူရဲ့အခါမှာနူးညံ့မှုကိုခံစားရတယ်ပေါ့နော်ပြီးတော့အသားလေးကပို့ပြီးတော့အိဆက်တော့ပါတယ်ရှင်ကွာခြားချက်နံပါတ်1လေးကတော့3,000ခွဲတန် original ပေါင်းတာအဖူလေးကတော့သူ့ရဲ့ original အမွှေးနဲ့လေးပါပါတယ်ရိုးရိုးအဖူဈေးမဲ့3,200နဲ့လေးကတော့ဘာအနက်မှမပါပါဘူးเนาะကွာခြားချက်နံပါတ်3ကတော့3,200နဲ့အဖူဈေးမဲ့ဒီဇိုင်းနေနဲ့3,500နဲ့ original အဖူပေါင်းတာဈေးမဲ့လေးတွေရဲ့အစင်ဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်လက်ရထည်လေးတွေဖြစ်တဲ့အတွက်ကြောင့်မလို့3,200နဲ့အဖူဈေးမဲ့မှာဆိုရင်ပါဝင်တဲ့အပင်ရည်အတွက်ကအနှဲငယ်ရောတဲ့အတွက်ကြောင့်မလို့အစင်ဒီဇိုင်းလေးတွေက3,500နဲ့ original အဖူပေါင်းတာဈေးမဲ့ရဲ့အစင်ဒီဇိုင်းတက်ဆိုင်ရင်အနှဲငယ်ကျဲပါတယ်3,500နဲ့ original ပေါင်းတာအဖူဈေးမဲ့လေးတွေကတော့အပင်ရည်အတွက်အများဆုံးနဲ့ရက်လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အစင်ဒီဇိုင်းလေးတွေကပြည့်ပြီးတော့စိတ်လေးနဲ့အယောင်ပါဝင်မှုကလည်းများတဲ့အတွက်ကြောင့်မလို့အစင်ဒီဇိုင်းအယောင်ဆက်တွေကတော့ပို့ပြီးတော့ကြွပြီးတော့ပို့လာပါတယ်ရှင်အခုပြောပြပေးသွားတဲ့အချက်လေးတွေကတော့3,200နဲ့အဖူစင်းမဲ့နဲ့3,500နဲ့ original ပေါင်းတာအဖူစင်းမဲ့လေးတွေရဲ့ကွာခြားချက်လေးတွေကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။စုမတို့ Cherry Me ပို့တဲ့ဆိုင်မှာဆိုရင်ယူရီးယားလက်ရဲ့စင်းမဲ့မျိုးစားစုံလင်စားကိုလက်လီလက်ကဝယ်ယူအားပေးလို့ရပါတယ်။တကယ်လို့ဆိုင်မှာလာရောက်ရွေးချယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့စုမတို့ဆိုင်ကမန္တလေးမြို့ပါရှင်။မန္တလေးမှာဆိုရင်နှစ်ဆိုင်ရှိပါတယ်။26လမ်း62 63လမ်းကြားမှာတစ်ဆိုင်66လမ်း41 40နဲ့မဟာမြတ်မှာတစ်ဆိုင်ရှိပါတယ်။ဆိုင်နှစ်ဆိုင်လုံးကတော့မနက်9:00နာရီကနေညနေ6:00နာရီထိပိတ်ရမရှိဆိုင်ဖွင့်ပါတယ်ရှင်။ဝယ်ယူအားပေးဖို့အတွက်ဖိတ်ခေါ်ပါတယ်နော်။ကျေးဇူးများတင်ပါတယ်ရှင်။